ခင်တွေပမာပုံနိုင်ပြရင်စာကုန်ချမ်းတို့လိုက်လို့မမီနိုင်မေပမာပုံနိုင်ငါပြရင်စာကုန်ချမ်းတို့လိုက်လို့မမီနိုင်မေအမေကိုချစ်တော်သူတွေအမေသချင်းနဲ့ပူဇော်နေအဖေကိုချစ်တော်သူတွေအဖေဒီနဲ့ပူဇော်နေဇနီးမယားသမီးသားတွေကုန်ထမ်းကြွေးတဲ့တို့ရဲ့ဖေသာသမီများအတွက်စီပင်ရဖို့မမှုတဲ့မေသာသာတွေသမီးသားတွေမငြိရှာပါဘူးယူသားပါသလေးကျူးသားရှာပွေမြမို့တောင်းမကကျူကျေးဇူးရှင်မွေးမိခင်တွေဖခင်တွေပမာပုံနိုင်ပြရင်စာကုန်ချမ်းတို့လိုက်လို့မမီနိုင်မေပမာပုံနိုင်ငါပြရင်စာကုန်ချမ်းတို့လိုက်လို့မမီနိုင်မေအမေကိုချစ်တော်သူတွေအမေသချင်းနဲ့ပူဇော်နေအဖေကိုချစ်တော်သူတွေအဖေဒီနဲ့ပူဇော်နေဇနီးမယားသမီးသားတွေကုန်ထမ်းကြွေးတဲ့တို့ရဲ့ဖေသာသမီများအတွက်စီပင်ရဖို့မမှုတဲ့မေသာသာတွေသမီးသားတွေမငြိရှာပါဘူးယူသားပါသလေးကျူးသားရှာပွေဘယ်နှဝေမြောက်တဲ့မိမိစံတင်လောက်တဲ့ဖေဖေစံတင်လောက်တဲ့ဖေဖေဘယ်နှဝေမြောက်တဲ့မိမိသာသမီအတွက်ဆိုတကုစရီတဲ့အမေဘဝကိုပေးတဲ့အဖေဒီကျေးဇူးတွေကိုလေသာဒီသက်ဆက်လို့မကုန်နိုင်မေလက်သေးပြချိမမှုလို့သာရှိခိုးကြောလိုက်ပါတယ်လေမြင့်မို့တောင်းမကကျွေးသူမိဘနှစ်ပါးရဲ့အနန္တမေတ္တာတွေဟာစာကုန်ကျမ်းတွေဘလောက်ပဲရေးဖွဲ့နေတယ်လေးနဲ့တဲ့ဂုဏ်ကျေးဇူးတွေတော့ဘယ်လိုမှညှို့ဖွဲ့လို့ရှိနိုင်မယ်မထင်ပါဘူးဒါကြောင့်ဉာဏ်မြင့်သမျှစံတင်ပြရရင်ခန္ဓဝင်ထက်ကအဖေနဲ့မိဒီတစ်ချင်းလေးနဲ့အဖေနဲ့မိရဲ့ဂုဏ်ကျေးဇူးကိုအားလုံးသိအောင်ပြောလိုက်ပြရတယ်မြမို့တောင်းမကကျူကျေးဇူးရှင်မွေးမိခင်တွေကျေးဇူးရှင်ကြွေးဖခင်တွေပမာပုံနိုင်ပြရင်စာကုန်ချမ်းတို့လိုက်လို့မမီနိုင်မေပမာပုံနိုင်ငါပြရင်စာကုန်ချမ်းတို့လိုက်လို့မမီနိုင်မေအမေကိုချစ်တော်သူတွေအမေသချင်းနဲ့ပူဇော်နေအဖေကိုချစ်တော်သူတွေအဖေဒီနဲ့ပူဇော်နေဇနီးမယားသမီးသားတွေကုန်ထမ်းကြွေးတဲ့တို့ရဲ့ဖေသာသမီများအတွက်စီပင်ရဖို့မမှုတဲ့မေသာသာတွေသမီးသားတွေမငြိရှာပါဘူးယူသားပါသလေးကျူးသားရှာပွေဘယ်နှဝေမြောက်တဲ့မိမိစံတင်လောက်တဲ့ဖေဖေစံတင်လောက်တဲ့ဖေဖေဘယ်နှဝေမြောက်တဲ့မိမိသာသမီအတွက်ဆိုတကုစရီ